စကားမပြောရတာကြာပြီအဲ့ဒါဟိုအခုနိုင်ငံသတင်းတွေပဲနားထောင်တော့လေသတင်းတွေပဲနားထောင်တော့နိုင်ငံရေးအကြောင်းပဲစိတ်ထဲမှာရောက်လာတယ်ကြားရတဲ့အခုဒုမြန်မာပြည်သားတွေအရန်ဒုက္ခဆင်းရဲရောက်နေရတဲ့အကြောင်းလေးနော်အဲ့ဒီအကျိုးအကြောင်းတွေလည်းပြောတာဖြစ်တယ်ဟိုစစ်အာဏာရှင်ကလည်းသူကလည်းမသေးသေးဘူးလေနော်အသက်ရှိတယ်သူရဲ့သက်တမ်းကတော့ကိုလည်းမသိဘူးနော်အဓိကတော့လေအခုပြည့်နေတဲ့အရေးခင်အခုဆိုလို့ရှိရင်စစ်အာဏာရှင်တွေကပြည်သူပြည်သားတွေကိုတတ်နေတယ်သူကတတ်ကိုတတ်တာဖြစ်တယ်မောင်းထုတ်တယ်ရွာကိုမိရှုဖျက်ဆီးတယ်လူကိုတတ်တယ်အဲ့လိုမျိုးလုပ်တာသူကပြည်သူပြည်သားတွေဒုက္ခဆင်းရဲရောက်လေသူ့ကိုပုံကန်လို့မရလေအဲ့လိုမျိုးသဘောမျိုးပဲဘယ်သူပဲဒုက္ခရောက်ဒုက္ခရောက်တဲ့လူတွေရဲ့အတိုင်းဝိုင်းအားလုံးဟာကိုယ့်ရဲ့စာဝတ်နေရဲ့ကိုယ့်ရဲ့ဒုက္ခဆင်းရဲနဲ့ပဲသွားလာကြရမယ်အစိုးရကိုပုံကန်ဖို့အတွက်အင်အားလည်းမရှိဘူးအခွင့်အရေးလည်းမရှိဘူးအဲ့လိုဖြစ်အောင်ကိုလုပ်နေတာဖြစ်တယ်နောက်ဆုံးကျတော့ညေဝပြပြဖို့အတွက်သူကအခုအချိန်ကညေဝပြပြပဲသူတို့စကားနားထောင်ဖို့ပဲရှိတော့တယ်အခု PDF တွေဘလောက်ပဲများပါစေအဖွဲ့အစည်းတွေဘယ်နှထောင်ဘယ်နှထောင်ရှိပါစေအခုစစ်တိုက်နေရတယ်ဒီလိုပဲတိုက်နေရတယ်ဆိုရင်ဘယ်တော့မှမအလားကိုမအောင်နိုင်ဘူးအဖွဲ့အစည်းအသီးသီးကပဲတိုက်ပါစေအောင်မအောင်နိုင်ဘူးဘာဖြစ်လဲဆိုတော့အခုစစ်ဖြစ်လာတဲ့စစ်ရဲ့ဒီစစ်အုပ်ချုပ်ရေးဖြစ်လာတာကတို့မြန်မာနိုင်ငံဒီမိုကရေစီအစိုးရNLD ရဲ့အစိုးရနော်အဲ့ဒီအစိုးရကိုသူတို့ကအာဏာကိုလက်နဲ့ပြပြီးတော့လူယူလိုက်တာဥပဒေကိုလည်းလက်နဲ့ပြပြီးတော့သိမ်းယူထားတာဥပဒေလည်းသူတို့ရသွားတယ်နောက်တော့တို့ရဲ့တိုင်းသူပြည်တို့နိုင်ငံခေါင်းဆောင်တွေကိုလည်းသူတို့ကဖမ်းဆီးချုပ်နှောင်ထားလိုက်တယ်ဘာမှလုပ်ပိုင်ခွင့်မရှိပြောပိုင်ခွင့်မရှိအဲ့ဒီဘဝမျိုးကိုရောက်သွားတယ်နော်အဲ့လိုမျိုးနောက်တစ်ခုအဲ့ဒါတွေကတော့အရေးမကြီးဘူးပြောချင်တာကဒီလိုမျိုးပဲစစ်တိုက်နေမယ်ဆိုရင်ဘယ်တော့မှနိုင်ငံရေးပြီးဆုံးမှာမဟုတ်ဘူးလို့ပြောချင်တာကလေဘာကြောင့်လဲဆိုတော့ဒီနိုင်ငံဘာကြောင့်ဒီလိုစစ်ပွဲဖြစ်လာရတယ်ဘာကြောင့်တော်လှန်ရေးဖြစ်လာရလဲဆိုတော့ငါတို့ရဲ့နိုင်ငံခေါင်းဆောင်ကိုသူများကပြန်ပြီးဆွဲထားတာလေလက်နဲ့ပြပြီးတော့မတရားပြန်ပြီးဆွဲထားတာလေအမှုအမျိုးမျိုးတတ်ဆင်ပြီးတော့ဥပဒေကိုသူတို့ကလက်နဲ့သိပိုက်ထားပြီးတော့ဥပဒေကိုသူတို့ပါစထဲမှာပဲရှိတယ်လို့မျိုးနဲ့ပဲသူတို့ကကိုယ့်ရဲ့နိုင်ငံခေါင်းဆောင်တွေကိုအပြစ်ဖို့ပြီးတော့မတရားအပြစ်ရှာပြီးတော့အပြစ်ဖို့ပြီးတော့ထောင်ထဲမှာချထားတာဖြစ်တယ်။ဘာဖြစ်လဲဆိုတော့တကယ်တော့လေစစ်အာဏာရှင်အားလေသူရဲ့အကြောက်ဆုံးကငါတို့ရဲ့အမိဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်။ဒါနိုင်ငံရေးအရာပဲနိုင်ငံရေးအရာဆိုရင်ဒီနိုင်ငံရဲ့အစိုးရကဘာတူလဲဒီနိုင်ငံရဲ့အစိုးရကဒေါ်အောင်ဆန်းစုကြည်တို့ရဲ့သမဒလွတ်တော်အဖွဲ့အစည်းဖြစ်တယ်ဒီလွတ်တော်အဖွဲ့အစည်းဒီဘလို့လဲဒီသမဒဒီပြောရေးဆိုခွင့်ရှိသူဒီတို့ရဲ့နိုင်ငံခေါင်းဆောင်တွေကိုပြောရေးဆိုခွင့်ရှိသူနိုင်ငံခေါင်းဆောင်နိုင်ငံသားရဲ့ဝန်ကြီးချုပ်ကိုဖမ်းဆီးထားတာအဓိကကတော့အဲ့ဒီလူတွေပဲအဓိကကြတာဖြစ်တယ်သူတို့ကဖမ်းဆီးထားလို့သူတို့အာဏာသိမ်းလိုက်တာအဲ့ဒါကိုတို့ပြည်သူပြည်သားတွေကတော်လှန်တယ်တို့ចောင်းသူចောင်းသားတွေတော်လှန်တယ်တို့လူငယ်လူရွယ်တွေကတော်လှန်တယ်ဘာကြောင့်တော်လှန်လဲငါတို့ရဲ့နိုင်ငံခေါင်းဆောင်ကိုသူတို့ကပြန်ပြီးဆွဲထားလို့တော်လှန်ရေးဖြစ်ပေါ်လာတယ်ဒါပဲလေဘာလဲအခုလည်းနဲ့ကင်ပြီးတော့မင်းအွန်လိုင်းနဲ့တိုက်ကြမင်းအွန်လိုင်းရဲ့ရွေးထားတဲ့ဖွဲ့စည်းထားတဲ့ပြည်သူစစ်တွေကိုသွားတိုက်ကြအဲ့လိုမျိုးတိုက်ကြရင်လည်းဘာမှမထူးဘူးလေအဓိကမင်းအွန်လိုင်းကတေမဖြစ်မှာမင်းအွန်လိုင်းတေမငါတို့ရဲ့အမေအောင်ဆန်းစုကြည်လွတ်မဒီစစ်အာဏာရှင်ကိုနိုင်တဲ့နင်းတလန်းပဲရှိတယ်အဲ့ဒါကအမေအောင်ဆန်းစုကြည်လွတ်မြောက်တဲ့နေ့ဟာအဲ့ဒါငါတို့မြန်မာနိုင်ငံလွတ်မြောက်ရေးရတဲ့နေ့ပဲ
Lula ye minking ga a good town nema, choke them machine. The Lula ye minking a pingo majala the yui, Miamapia, Broma Lula ye miao. Broma nature ye la miao. Broma sip boile ma piso tabu, ma piso naibu, sene tajama. ပြောချင်တာကအဲ့လိုအကျိတ်အဲ့လိုအလောက်ထိဆွဲသွားဖို့အတွက်ရည်ရွယ်ပြီးသားစစ်အုပ်ချုပ်ရေးဆိုတာတယောက်ဆိုရင်6နှစ်8နှစ်နော်အဲ့လိုမျိုး8နှစ်10နှစ်အခုဆိုရင်မစင်းတော့ရင်မစင်းချင်းလဲရတယ်အဲ့လိုမျိုးသူတို့စစ်အုပ်ချုပ်ရေးကတသက်လို့အုပ်ချုပ်သွားဖို့လှုပ်ဆောင်နေတာလေအဲ့ဒါကြောင့်ပြောချင်တာကအဓိကကအမေအောင်ဆန်းစုကြည်ကိုမကယ်တဲ့၍အမေအောင်ဆန်းစုကြည်ကိုပြင်ပလောကထိမခေါ်ဆောင်လာနိုင်တဲ့၍ငါတို့တော်လှန်ရေးဘယ်အဖွဲ့ဘလဘယ်နှထောင်ဘယ်နှတောင်းကအမေအောင်ဆန်းစုကြည်ကိုအပြင်ထွက်လာဖို့အတွက်မလုပ်ပေးနိုင်ဘူးဆိုရင်ဒီမအားလာကိုဘတော်မှမင်းတို့မအောင်နိုင်ဘူးဆိုတာကိုပြောပြမယ်ဒီနိုင်ငံရေးကိုအောင်နိုင်တော့သူဟာဒေါ်အောင်ဆန်းစုကြည်တယောက်တည်းပဲရှိတယ်သူနာမည်နဲ့သာဒီနိုင်ငံအစိုးရဖြစ်တယ်နော်ငါတို့ရဲ့တမန်တကဦးဝေးမြင့်ဖြစ်တယ်လောလောဆယ်ကတော့ဦးဝေးမြင့်ကတော့သူများဟိုဗါလဲအုပ်ဆောင်တဲ့ကကြက်ဖြစ်သွားပြီမအားလာအုပ်ဆောင်တဲ့ကကြက်ဖြစ်သွားပြီအဲ့ဒါကြောင့်သူ့ပြောတာတခါတော့ပြောဘူးတယ်တမန်တဦးဝေးမြင့် NUG ဘက်ကိုထွက်ပြေးပြီးတော့အမှန်တရားကိုဖော်ထုတ်လိုက်စမ်းမင်းကအစိုးရလေတမန်တဦးဝင်းမြင့်မင်းကအစိုးရဖြစ်နေတယ်ဒီအစိုးရရဲ့အာဏာကိုမအားလာကလူယူထားတာပဲရှိတယ်တကယ်ရဲ့စရင်ထဲမှာနိုင်ငံတကာကမင်းကအစိုးရဖြစ်နေတယ် NUG မှာထွက်ပြေးပြီးတော့ကိုလွတ်ရုပ်ပြီးတော့လွတ်လပ်အောင်နေပြီးတော့ပြောရေးဆိုခွင့်ရှိတော့သူတက်တေခံလောက်ပါလားမြန်မာနိုင်ငံရဲ့တက်တေခံလောက်ပါလားခမရယုံကြည်သူမဟုတ်လားသူတပါအတွက်အသက်ရှင်ရမယ်လေအခုတော့ပြောင်းပြန်အမေအောင်ဆန်းစုကြည်ကတနိုင်ငံလုံးပြည်သူပြည်သားအတွက်အသက်ရှင်နေတာအသက်ပေးထားတာမင်းအသက်ကိုကယ်ဖို့အတွက်ပြည်သူပြည်သားရဲ့အသက်ကိုစတေးတဲ့မင်းကယုံကြည်သူမဟုတ်လားပြောင်းပြန်ဖြစ်နေတယ်ခမည်းကမေတ္တာမရှိဘူးဩခမည်းမအားလာပဲမှာရတည်တော်သူဖြစ်တဲ့ကောခမည်းရဲ့အသက်ကိုငှဲ့ပြီးတော့ခမည်းရဲ့အသက်ကိုငှဲ့ကွက်ပြီးတော့တပီလုံးကိုဒုက္ခဆင်းရဲတွင်ထဲကြအောင်လှုပ်ဆောင်တော်သူပဲယုံကြည်သူခမည်းကစာဒီခရိယန်ဖြစ်တယ်ခမည်းသေငရဲသွားရမယ်အဲ့ဒါအမှန်ပဲခမည်းမှာချစ်ချင်းမြတ်တာမရှိဘူးခမည်းဟာအတ္တဆန်တယ်ကိုချစ်တယ်ကိုလွတ်ရုံတယ်ကိုအသက်ကိုကယ်တယ်အမေကသူ့အသက်သူမကယ်လို့အခုထိသူအထောင်ထဲမှာအချုပ်ထဲမှာနေရတယ်အမေသာသူ့အသက်ကိုသူချစ်တယ်သူကယ်တယ်ပြည်သူရဲ့အသက်ကိုသူမငဲ့ကွက်ဘူးဆိုရင်သူထောင်ကျဆရာတော့မလိုဘူးအဲ့ဒါသဘောပေါက်လားဦးဝင်းမြင့်မိတော့အောင်ဆန်းစုကြည်လိုမျိုးပြည်သူကိုချစ်တဲ့မေတ္တာလည်းမရှိဘူးခမရဘာယုံကြည်သူလဲယုံကြည်သူဆိုတာသူတပါအတွက်သက်ရှင်တယ်ယေသခင်ယေရှုလိုမျိုးလေမင်းကဘယ်လိုယုံကြည်သူလဲမင်းအသက်ကိုလို့ယုံပြီးတော့အမေရဲ့အသက်ကိုထားခဲ့တာလေအမေရဲ့အသက်ကိုကယ်ရမယ်လေမင်းရဲ့အသက်ကိုလည်းမင်းကယ်တယ်ဆိုတော့အခုထွက်ပြေးလေမင်းအခုမြအပြင်ထွက်လာခိုင်းပြီးဆိုရင်သွားလေအမေအောင်ဆန်းစုကြည်မလွတ်မြောက်တဲ့၍မင်းမအားလာရဲ့ကြုံမဲ့မအားလာရဲ့ချေအောက်မှာနေရမယ်မင်းကိုခေါ်စစ်ချင်တဲ့အချိန်စစ်မယ်မင်းကိုရိုက်ချင်တဲ့အချိန်ရိုက်မှာမင်းပြန်ခံစားရမယ်အဲ့ဒီအကျိုးမင်းစိတ်ဓာတ်ရဲ့အကျိုးမင်းခံစားရမယ်နော်ဦးဝေမြင့် NUGC သွားပြီးတော့ဟိုမှာလဲ NUG ဆိုတာငါတို့ရဲ့အစိုးရယာယီအစိုးရ LLD အစိုးရကိုစားပြန်ပေးဆွဲထားတဲ့ငါတို့ရဲ့အစိုးရကိုစားဖွဲ့စည်းထားတဲ့ငါတို့အစိုးရရဲ့ပါတီဝင်တွေလွတ်တော်ဝင်တွေနိုင်ငံရဲ့ခေါင်းဆောင်တွေဖွဲ့စည်းထားတဲ့အရာလေ NUG ဆိုတာအစိုးရလေငါတို့ရဲ့မြန်မာပြည်လက်ရှိအစိုးရအမေအောင်ဆန်းစုကြည်ကိုကဲမဲ့အစိုးရလေအမေအောင်ဆန်းစုကြည်မလွတ်မြောက်ရင်မင်းတို့ဘယ်တော့မှကြုံဘွားကမလွတ်ဘူးအားလုံးပြောလိုက်မယ် NUG ကအစတခြားတိုင်းယူတိုင်းသားအားလုံး PDF အားလုံးအမေရဲ့အသက်ကိုကဲပါအမေလှုပ်မှမင်းတို့လွတ်မြောက်မယ်အဲ့ဒါမှတ်ထား Okay